ကျွန်တော်ကဆိုရင်ကျွန်တော်ရဲ့ debate တွေကိုကျွန်တော်တင်နေတဲ့အချိန်မှာဒီ comment ဒါလေးတော့မရဘူးလားဆိုတဲ့အတွေးမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကိုချက်ချင်းပြောလိုက်မိတာမျိုးရှိတယ်ပြောရင်စူလိုက်မိတာမျိုးရှိတယ်ပေါ့ဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်ပြန်စဉ်းစားတယ်ဟာအဲ့တိုင်းတော့သွားလို့မရတော့ဘူးပေါ့သူကဒီနေရာမှာမထူးကြုံပေမဲ့အခြားနေရာတစ်ခုမှာထူးကြုံနေမဲ့အရာမျိုးတွေသူ့မှာရှိနေနိုင်တယ်ပေါ့အဲ့ဒါတွေကိုကျွန်တော်တို့ကရအောင်ဖော်ထုတ်ရမယ်ဆိုတဲ့အတွေးမျိုးတွေကျွန်တော်တို့စရလာပြီးနောက်ပိုင်းမှာကျွန်တော်တို့ရဲ့ကျောင်းမှာရောကျွန်တော်တို့ရဲ့သင်ကြားရေးမှာရော teaching style တွေ school culture တွေကိုစပြီးတော့ပြောင်းလဲခဲ့ကြတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်က perfect ဖြစ်တဲ့ teacher တယောက်တော့ဟုတ်ပါဘူး okay ဒီကျောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေဆွေးနွေးကြည့်ကြပါမယ်ကျွန်တော်က ICT ဘာသာရပ်ကိုသင်တယ်ကျွန်တော်ကျောင်းမှာရှိတဲ့ကလေးတွေလည်းသင်တယ်လို့မျိုးကျွန်တော်ကိုယ်တိုင်မွေးထားတဲ့ကျွန်တော်သားတွေကိုလည်းကျွန်တော်သင်တယ်ပေါ့နော်အထူးသဖြင့်ကျွန်တော်သားအကြီးလေးပေါ့နော်သားကြီးလေးကိုသင်တဲ့နေရာမှာသူကအရင် bright ဖြစ်တယ်အရင် bright ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့အတ္တလေးအရာကျွန်တော်ရဲ့လောဘလေးအရာပေါ့နော်ဒီကောင်ရတယ်စာနဲ့တောက်လျှောက်သင်တယ်ပေါ့နော်ဒါပေမဲ့တဖြည်းဖြည်းသင်ရင်နဲ့မှာကျွန်တော်အနေနဲ့ဘာလို့သွားပြီးတော့သတိထားမိလဲဆိုတော့ငါတို့အနေနဲ့သူ့ရဲ့ emotion ဘိုင်းကိုထည့်မတွက်တယ်လို့ဖြစ်သွားသလားဆိုတဲ့အတွေးမျိုးကိုစရလာတဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့သင်ကြားတဲ့ပုံစံကိုစပြီးတော့ပြောင်းခဲ့ပါတယ်အရင်ကတော့ကျွန်တော်ရဲ့အတ္တလေးနဲ့ပေါ့နော်ဒီကောင်ကအရင်သင်လို့ကောင်းတယ်ဒီကောင်အရင်ထူးကြုံရမယ်ပေါ့နော်ဒါငါသားပေါ့နော်တော်ရမယ်ပေါ့နော်သူထူးကြုံခြင်းအပြင်ပေါ့နော်ငါတို့လည်းဂုံတက်မယ်ဆိုတဲ့အရာမျိုးနဲ့ပေါ့နော်အဓိကတော့အတ္တကိုအခြေခံတဲ့အရာလေးနဲ့ကျွန်တော်တို့သူ့ကိုအရင်တွန်းခဲ့ကြတယ်နောက်ပိုင်းမှာတော့အနေနဲ့သူ့ကိုဒီစာတစ်ခုအပြင်မှာအခြား emotional တွေပြီးကြရင်အခြားဘာသာစကားနဲ့ပတ်သက်တာမျိုးတွေအခြား knowledge နဲ့ပတ်သက်တာမျိုးတွေနဲ့မျှမျှတတဖြစ်အောင်ကျွန်တော်တို့ချိန်နိုင်လိုက်ခဲ့တယ်ပေါ့နော်အဲ့တော့ပညာရေးဆိုတဲ့အဓိပ္ပာယ်ကိုဖွင့်ရမယ်ဆိုရင်ကျွန်တော်တို့ကပညာရေးဆိုတာအမှတ်တစ်ခုကောင်းနေုံနဲ့မပြီးဘူးပေါ့နော်ကျွန်တော်တို့တွေကအမှတ်ကောင်းရမယ်အောင်မြင်ရမယ်လူတွေနဲ့ပေါ့နော်ထိတွေ့ဆက်ဆံတဲ့အပိုင်းမျိုးတွေအစားရှိဆိုရင်ကျွန်တော်အဲ့ဒါတွေကိုအများကြီးထည့်ပြီးတော့စဉ်းစားမပေးခဲ့ဘူးပေါ့နော်ဒီကောင်စာတော်ရင်ရပြီဆိုအတွေးမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တွေတဖြည်းဖြည်းနဲ့နားလည်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ရဲ့ကျောင်းမှာလည်း school culture ရအောင်ကျွန်တော်တို့တွေ teaching style ရအောင်စပြောင်းခဲ့ရတယ်ပေါ့မစားတခုကြီးပဲကျွန်တော်တို့တွေကသူတို့တွန်းလွန်နေလို့မရဘူးပေါ့နော်ဟိုရင်တော့ဆိုရင်ကျွန်တော်ရဲ့ debate တွေကိုကျွန်တော်တင်နေတဲ့အချိန်မှာဒီ comment ဒါလေးတော့မရဘူးလားဆိုတဲ့အတွေးမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကိုချက်ချင်းပြောလိုက်မိတာမျိုးရှိတယ်ပြောရင်စူလိုက်မိတာမျိုးရှိတယ်ပေါ့ဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်ပြန်စဉ်းစားတယ်ဟာအဲ့တိုင်းတော့သွားလို့မရတော့ဘူးပေါ့သူကဒီနေရာမှာမထူးကြုံပေမဲ့အခြားနေရာတစ်ခုမှာထူးကြုံနေမဲ့အရာမျိုးတွေသူ့မှာရှိနေနိုင်တယ်ပေါ့အဲ့ဒါတွေကိုကျွန်တော်တို့ကရအောင်ဖော်ထုတ်ရမယ်ဆိုတဲ့အတွေးမျိုးတွေကျွန်တော်တို့စရလာပြီးနောက်ပိုင်းမှာကျွန်တော်တို့ရဲ့ကျောင်းမှာရောကျွန်တော်တို့ရဲ့သင်ကြားရေးမှာရော teaching style တွေ school culture တွေကိုစပြီးတော့ပြောင်းလဲခဲ့ကြတယ်နောက်ပိုင်းမှာဒီဘာသာရပ်တစ်ခုကိုကျွန်တော်သင်နေတယ်သူတားမလိုက်နိုင်တော့ဆိုရင်သူကျွန်တော်သူ့ကိုအရင်မဆွဲဖြစ်တော့ဘူးပေါ့နော်အဲ့ဒီကျောင်းသားကိုဖြည်းဖြည်းချင်းပဲပါအောင်ပဲခေါ်တယ်ဒါပေမဲ့ကျွန်တော်ဘာပြန်ရှားလဲဆိုတော့သူကဒီနေရာမှာမထူးကြုံမှန်တယ်ဘယ်မှာထူးကြုံမှာလဲဆိုတာတော့ကျွန်တော်တို့မရရအောင်ရှားမှာကကျွန်တော်တို့ဆရာမတွေနဲ့မိဘတွေရဲ့အဓိကတာဝန်တစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကစာမေးပွဲတွေမှာအမှတ်ကောင်းနေုံနဲ့ကျွန်တော်တို့အနေနဲ့ပြည်စုံလုံလောက်တဲ့အခြေအနေမျိုးကိုဒီဘက် education စနစ်အရအမှတ်တစ်ခုကောင်းနေုံနဲ့ကျွန်တော်တို့ကပြည်စုံမနေတော့ဘူးသူ့ရဲ့စိတ်ခံစားချက်တွေသူ့ရဲ့ပေါင်းသင်းဆက်ဆံရေးတွေအစားရှိဖြစ်ပေါ့နော်ကျွန်တော်တို့တွေကသူ့ကိုမိဘဆရာပူပေါင်းပြီးတော့ဟန်ချက်ညီလှုပ်ဆောင်မိမှသာလျှင်သူ့ရဲ့အနာဂတ် career အနေနဲ့ရော future plan အနေနဲ့ရောကလမ်းကြောင်းမှန်မှုရောက်ရှိမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုပြောကြားရင်းနဲ့ပဲဒီနေရာမှာညီကုန်းကြွချင်ပါတယ်ကျွန်တော်တို့ AI for Teacher စာအုပ်ကိုရေးသားတဲ့ဒိုးမောင်မောင်ပဲဖြစ်ပါတယ်